အကျူရုပ်သံလိုင်းကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များကိုဘူးတုတရစေမဲ့အခမ်းအနားပွဲများအကြောင်းကိုအစင်မပြတ်ရိုက်ကူးထုတ်လင်းပြသပေးနေတဲ့အကျူ activities အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့အကျူ activity အစီအစဉ်ကနေတင်ဆက်ပေးချင်တာကတော့ကမ္ဘာစာအုပ်များနေအထိမ်းအမှတ်အနေနဲ့ British Council မှကြီးမှုကျင်းပတဲ့စာရေးဆရာဟိန်းလက်ရဲ့စာပေဟောပြောပွဲအခမ်းအနားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီစာပေဟောပြောပွဲကိုတော့ရန်ကုန်မြို့ကန္နာလမ်းမှာရှိတဲ့ British Council စာကြည့်တိုက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီစာပေဟောပြောပွဲကိုတော့ BC ရဲ့အသင်းဝင်များနဲ့စာပေကိုချစ်မြတ်နိုးကြတဲ့ပရိသတ်များတက်ရောက်ခဲ့ကြပါတယ်ဟောပြောပွဲမှာစတင်ခင်မှာတော့ British Council မှတာဝန်ရှိသူတဦးကိုလည်းခုလိုပဲတွေ့ဆုံမေးမြန်းခဲ့ပါတယ်ဒီချိန်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီချိန်ရဲ့နာမည်နဲ့ဒီမှာတာဝန်ယူထားတဲ့အပိုင်းလေးကိုလည်းသိပြစေရှင်ဒီချိန်နာမည်ကတော့မမို့ဆိုပေါ့နော်ဒီမှာတော့ librarian ပေါ့စာကြည့်တိုက်မှုပါဟုတ်ကဲ့ပါဒီချိန်ရဲ့ဒီနေ့ကျင်းပဖြစ်တဲ့ကမ္ဘာစာအုပ်များနေ့ထိမ်းမှတ်ဟောပြောပွဲလေးအကြောင်းလည်းသိပြစေရှင်ဒီနေ့ကတော့ World Book Day celebration ပေါ့နော်အဲ့ဒါစာအုပ်ဒီနဲ့ပတ်သက်တဲ့ဒီ program လေးပေါ့စာဖတ်နှုံးမြင်တာပေါ့အဲ့ဒီညနေကတော့ဒီလူကြီးတွေပွဲပေါ့နော်ဆရာဟိန်းလက်ကိုဖိတ်ပြီးတော့ဟောပြောပွဲလေးပေးပါဆိုတော့သူကတော့21ရာစုရဲ့ဒီဟိုပေါ့စာပေညီတန်းလို့ပြောတယ်ပေါ့နော်သူရဟောပြောရဲမှာဘလို့ဘာတွေပါမလဲဆိုတာတော့အနေသိချမသိဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီနေ့ပြုလုပ်ပြတဲ့ပွဲအကြောင်းအရာလေးကိုလည်းသိပြစေရှင်World Book Day က1995တည်းကစပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့နော် UNESCO ကနေပြီးတော့ဒီသတ်မှတ်လိုက်တယ်ပေါ့နော် April 23rd က World Book Day နဲ့ Copyright Law Day ဆိုပြီးတော့သတ်မှတ်ထားတယ်ပေါ့နော်ဒါပေမဲ့အန်တီတို့က23ရက်နေရာမှာအားရနဲ့အခုမှနောက်ကျပြီးလုပ်တာပေါ့နော်ပွဲရဲ့ရည်မှန်းချက်ကတော့ဒီကလေးလူငယ်တွေစာပေတွေနဲ့ထိတွေ့ပြီးတော့စာပေပေါ်မှာဝါနာပါလာအောင်ပေါ့နော်ဒီနေ့ကပွဲလေးလုပ်ပေးတာပါဟုတ်ကဲ့ပါဒီနေ့ပွဲရနေပြီးတော့ပေါ့နော်ကျောင်းသားလူရွယ်တွေအတွက်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မယ်လို့ဒီချိန်ရဲ့အမြင်လေးကိုလည်းသိပြစေရှင်မနေ့ကတော့ကလေးလေးတွေကို coloring လေးလုပ်ပေးတယ်ပေါ့နော် coloring လုပ်တဲ့ program လေးပေါ့အဲ့ဒါလေးကတော့ကလေးတွေရဲ့ဒီ ideas ဒီ color နဲ့ပတ်သက်ပြီးတော့သူတို့ creative လေးတွေဖြစ်အောင်လို့သူတို့ဒါချဲ့ခိုင်းတာပေါ့နော်ပြီးတော့နေ့လေကျတော့ story ကျတော့ဒီ native speaker တွေကနေပြီးတော့ story ပြောတဲ့ခါကျဒီစာအုပ်ကလေးတွေကိုဖတ်ချင်တဲ့စိတ်ကလေးတွေဖြစ်လာအောင်ပေါ့အခုညနေပိုင်းကျတော့လူကြီးတွေရဲ့ဒီစာပေနဲ့ပတ်သက်တာကိုပြောမှာပေါ့နော်ဒီဟာလောက်ရခြင်းကတော့အဓိကတော့လူငယ်တွေရောဒီမြန်မာပြည်မှာရှိတဲ့ပြည်သူလူထုအားလုံးကိုစားပေးဖို့မမေ့ဘူးစားဖတ်ဖို့ပေါ့နော်ဒီရဲ့ encourage လုပ်တဲ့သဘောပါဒီကနေ့အခမ်းအနားပွဲနဲ့ပတ်သက်ပြီးဆရာဟိန်းလက်မှလည်းခုလိုပဲပြောကြားခဲ့ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါခင်ဗျာပထမဆုံးအနေနဲ့ဆရာရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်စာရေးဆရာဟိန်းလက်ပါဟုတ်ကဲ့ဆရာဒီနေ့ဒီ British Council ကနေကြီးမှုကျင်းပရဲပေါ့နော်ကမ္ဘာစာအုပ်များနေ့အထိမ်းအမှတ်မှာပါဝင်ပြီးတော့ဟောပြောပြတဲ့အကြောင်းအရာလေးအကြောင်းလည်းသိချင်ပါတယ်ရှင်ကျွန်တော်ကတကယ်တော့စာရေးဆရာဒါပေမဲ့အမှန်မှာကျွန်တော်ကဗမာပြည်မှာပထမဦးဆုံးဖွင့်တဲ့ဘွဲလွန်စာကြည့်တဲ့ပညာသင်တန်းကိုတက်တယ်1982မှာဘွဲရတယ်တက္ကသိုလ်ကောလိပ်စာကြည့်တဲ့ဒီမှာစာကြည့်တဲ့မူ25နှစ်လုပ်ဖူးတယ်အဲ့တော့စာကြည့်တဲ့အားလုံးကိုဗါလေသိပြီးဝါသနာပါတော့ပေါ့နောက်အခုမြန်မာနိုင်ငံစာကြည့်တဲ့မြာဖောင်ဒေးရှင်းဆိုတာဖွဲ့တယ်အဲ့ဒီမှာလဲဘူကော်မတီဝင်နဲ့ဗမာတပြည်လုံးမှာစာကြည့်တွေလိုက်ဖွင့်ပေးနေတာပေါ့နော်အဲ့တော့စာကြည့်တွေလှုပ်ရှားမှုဆိုရင်ကိုခေါ်သည်ဖြစ်စေမခေါ်သည်ဖြစ်စေလိုက်ပြီးတော့တက်အာသမယပံ့ပိုးတာပေါ့နော်အခုကျတော့ဒီနေ့ကကမ္ဘာစာအုပ်ညနေပေါ့နော်ကမ္ဘာစာအုပ်နေ့ဆိုတော့ကိုတိုင်းကဆောင်းပါပေါင်း4000ကျော်ရေးပြီးပြီလုံးရင်းစာအုပ်ပေါင်း125အုပ်ရေးသားထားတော့ကိုကစာအုပ်ဆိုရင်ချစ်တာပေါ့နော်အဲ့တော့စာအုပ်ကိုစာရချစ်တယ်စာရေးတယ်ဒီကြားထဲစာကြည့်ရမှုလည်းဖြစ်ခဲ့တော့ဒီနေ့ဒီစာကြည့်ရိုက်က British Council စာကြည့်ကကျင်းပတဲ့ကမ္ဘာစာအုပ်များနေ့မှာစာအုပ်တွေအကြောင်းပြောမယ်ဆိုပြီးတော့လာပြောတာပါခင်ဗျဟုတ်ကဲ့ပါရှင်ဒီနေ့ဆရာဒီပွဲကိုပေါ့နော်ဘလို့အကြောင်းအရာခေါင်းစဉ်နဲ့စပြီးတော့ပြောမယ်ဆိုတာလည်းသိချင်ပါတယ်ရှင်ပထမခေါင်းစဉ်ပထမသူတို့ကိုပြောလိုက်တဲ့ခေါင်းစဉ်တစ်ခုရှိတယ်အဲ့ဒါကိုသူလည်းမြန်ခုန Facebook ကနေကြော်ညာလိုက်တယ်ပထမကျွန်တော်ပြောမယ့်ခေါင်းစဉ်က
21ရာစုကမ္ဘာစာပေနီးတာနော်ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားတယ်အဲ့ဒါဆိုရင်အခုတနာရီတော်တွင်မှာပြောရတာမလွယ်ဘူးနော်မလွယ်ဘူးပြီးတော့ဟိုဒါက4-5ရက်လောက်တနေ့ကို2နာရီလောက်ပြောမှရမယ်အဲ့တော့ကျွန်တော်စာအုပ်တော်ရေးပြီးသားရှိတယ်အဲ့တော့ကြောင်းလိုက်တယ်ဗမာအပြည်မှာဗမာဘာသာနဲ့ထုတ်ဝေသင်းတဲ့ကမ္ဘာအခုနောက်ဆုံးပေါ်စာအုပ်တွေနော်ဝတ္ထုတွေပါတယ်နိုင်ငံရေးစာပေပါတယ်ကလေးစာပေပါတယ်စီးပွားရေးပါတယ်အထုပ်ပတ်တွေပါတယ်အဲ့ဒါတွေကိုကျွန်တော်ဖတ်ထားသမျှစာကြည့်တဲ့ပညာရှင်အနေနဲ့စုဆောင်းမိသမျှဒီတစ်နှစ်တွင်ထုတ်တဲ့စာအုပ်ပဲအဲ့ဒီဗမာပြည်မှာဘာသာပြန်ကောင်းမယ်ဒါဆိုဗမာစာပေပရိသတ်တွေလည်းဟုတ်လားဟိုအကျိုးရှိမယ်လို့ထင်ပြီးတော့မြန်မာဘာသာပြန်တင်တော့ဟိုကမ္ဘာစာအုပ်များဆိုရင်အဲ့ဒီအကြောင်းပြောမှာကဲပါဆရာစာအုပ်တွေကိုစာပေတွေကနေပေါ့နော်ရရှိနိုင်မဲ့အကျိုးကျေးဇူးတွေအကြောင်းသိပြီးတော့စာများများဖတ်ကြဖို့အကြောင်းလဲဆရာအားပေးစကားလေးပြောပြပါအောင်ဟိုဒီအခုဟာဟိုလေတိုးတက်တဲ့နိုင်ငံအားလုံးမှာဗမာပြည်တဲ့အပျော်ပါးပူများတယ်ဒါကျင်းသေးတယ် neglect တွေသိများတယ်ကာစီနိုလောင်းကစားတွေတရားဝင်ရှိတယ်အပျော်ပါးအများများတယ်နောက် internet connection လည်းသိကောင်းတယ်အဲ့ဒီနိုင်ငံတွေကအပျော်ပါးတွေလောက်များရဲ့သားနဲ့ဟုတ်လား internet connection နဲ့သိကောင်းရဲ့သားနဲ့ဒီဘက်မှာအချိန်မကုန်ပဲနဲ့စာအုပ်တွေဖတ်နေကြပြီးတော့တိုးတက်နေကြတယ်အဲ့တော့ကျွန်တော်ဒီမှာစရင်းစရာနဲ့ကိုပြောမယ်အိန္ဒိယလူငယ်ကဘယ်လောက်ဖတ်နေတယ်ဘယ်နိုင်ဟိုတရုတ်ကဘယ်လောက်ဖတ်နေတယ်အင်္ဂလိပ်ကဘယ်လောက်ပဲဂျပန်ဘယ်လောက်ဖတ်ဗမာကဘာကြောင့်မဖတ်တာလဲနော်အဲ့ဒါလေးပြောမယ်ပြောပြီးတော့အဲ့ဒီလိုသာချမ်းနိုင်ငံတွေလိုဖတ်ကြမယ်ဆိုရင်ဟိုဗမာပြည်လဲချမ်းနိုင်ငံတွေလိုပဲတိုးတက်လာမှာပဲနော်အဲ့တော့စာမဖတ်ရင်တော့ဘယ်စနစ်နဲ့ပဲသွားဟိုအောင်မြင်မှုကတော်ခက်ခဲပါတယ်စာဖတ်မှာပဲဖြစ်ပါတယ်ပြည်သူများစုံလင်စွာနေရာယူပြီးတဲ့နောက်မှာတော့ British Council မှတာဝန်ရှိသူတဦးရဲ့အမှတ်တရစကားပြောကြားချက်များနဲ့အတူအခမ်းအနားကိုစတင်ခဲ့ပါတယ်Get out my notes to introduce you. Uhela is currently working as an executive committee member of the Myanmar Library Foundation and the Myanmar Journalist Association, Myanmar Writers Association, and as a general manager of Skynet Entertainment. He studied library science in Australia and worked as a librarian at universities for more than 25 years. He studied journalism in Israel, India, and Thailand, but not the UK, right? and he's giving training on journalism. And he has worked as a chief editor at a popular journal and has written many articles and books. He's going to be talking to us today on the subject of translation, on the importance of translation. We know that translation is very important, particularly as the country is engaging more and more with other countries and more information is being exchanged between the two countries. So I'm going to hand over to him now to pick up on that topic, and I'll leave you to it because he's speaking in Myanmar language, and my Myanmar is not good enough, I'm afraid, to understand, but I will leave you to in his capable hands. Thank you very much. Thank you very much. မင်္ဂလာပါနော်ခုနဟိုဒီနေရာကဘာသာနော်ဒီမှာဒီအဲ့တော့ခုနကသူဒီတမ်းပြလိုက်လို့ပဲကျွန်တော်ကဗမာပြည်မှာပထမဦးဆုံးဖွင့်လှစ်တဲ့ဝဲလွန်ဇာကြီးအင်းနာအဲ့ဒါကို1992ခုနှစ်ကအောင်ခဲ့ပါတယ်နောက်ဩစတြေးလျမှာဟိုပညာဆက်တင်ပါတယ်နောက်တက္ကသိုလ်ကောလိပ်တွေအားလုံးမှာဇာကြီးမှုအနေနဲ့25နှစ်တာဝန်ထမ်းဆောင်ပါတယ်နောက်အဲ့ဒါနေပြီးတဲ့အခါမှာကျတော့ကျွန်တော်ဒီစာနယ်ဇင်းလောကရောက်လာပါတယ်ပေါ်ပြူလာဂျာနယ်ကိုစတင်ထုတ်ဝေရနေပြီးခဲ့နှစ်ထိ18နှစ်လုံးလုံးပေါ်ပြူလာဂျာနယ်ကိုကျွန်တော်ဦးဆောင်ခဲ့ပါတယ်ဘုကတော့ကျွန်တော် Sky နဲ့ဟိုလေ print media ကနေကျွန်တော် broadcasting media ကိုရောက်နေပါတယ်မမ media အလုံးတူတူပါပဲခု
ခုနကသူပြောတာတော့ကျွန်တော်နာမည်လေးပြောသွားတာသူနိုင်ငံသားကျွန်တော်နာမည်ပြောတာပြီးသေးတယ်ကျွန်တော်အရင်တစ်ပတ်ကဘိတ်ကိုသွားတာဘိတ်ကအေးချာကျွန်တော်ခန္ဓာမူကညှိုးတယ်ဒီဟောပြောမဲ့စာရေးဆရာကတော့ဆရာ highlights ပါပဲသူဟင်းလာတစ်ခါမှမကြောက်ဘူးနာမည်ကြီးတယ်လည်းပြောသေးတယ် highlights ဘိတ်မှာ highlight ကားပဲရှိတယ်တော်တော်ကရောက်အဲ့ဒီပွဲမှာခုနအိဇာလီမြန်နဲ့သွားတော့ဆရာမောင်စိန်ဝင်းပကြီးကုန်းရဲ့ဆရာချစ်ဦးညိုရဲ့ကျွန်တော်သွားတာဒီမြန်ပေါ်ဆင်းတယ်မောင်စိန်ဝင်းပကြီးကုန်းဆင်းတော့လဲအေးဆေးပဲချစ်ဦးညိုဆင်းတော့လဲအေးဆေးပဲကျွန်တော်လဲကြတယ်မှာကော်မတီကကျွန်တော်မျက်နှာတိကျကြည့်ပါဆရာထမင်းတော်ငတ်နေလားဟာဟိုနေကဥပဒေကိုတော်ကောင်းတယ်ငါလဲကြထမင်းငတ်တဲ့ပုံများပေါက်နေလားကိုကအားငယ်သွားနောက်မှဘေးကတယောက်ကလက်ကိုဟလာဘိတ်ကလူပဲတဲ့ထမင်းစာတွေကိုထမင်းငတ်တယ်လို့ပြောတာဆရာထမင်းတော်ငတ်နေလားဆိုတာထမင်းတော်စာနေလားလို့မေးတာအဲ့တော့ကျွန်တော်လည်းဆက်သွားတာဆက်သွားကနေမှကျွန်တော်ကျိုးဘိုးအိတ်လက်ဆွဲအိတ်ပါသွားတယ်အဲ့လက်ဆွဲအိတ်ကိုအတင်းလာဆွဲတယ်တယောက်ကဆွဲပြီးတော့တိတ်ခါချအားလေခုနငါထမင်းလဲငတ်ပြီးပြီအခုလေတိတ်ခါချတော့မယ်ဆိုတစ်တာဆွဲသွားတော့မှဒါတစ်တာသူကဘိတ်က brief case ကိုတစ်တာလို့ခေါ်တာတစ်တာကိုမပြီးတော့တိတ်ခါချဖြစ်သွားတယ်အဲ့တော့ခုနသူဟင်းလက်လို့ပြီးပြီးသားပြောတာဟိုခုနရှင်းတောင်ကြတော့ဟိုအခမ်းအနားမှုကဦးရှိန်လင်းအောင်ခုနဦးရှိန်လင်းအောင်မြို့နယ်ပညာရေးမှုဦးရှိန်လင်းအောင်အခမ်းအနားမှုနောက်ကျွန်တော်မိတ်ဆက်ပေးတဲ့သူကတော့ဦးခမ်လင်းဆိုတာတစ်တော်ဦးစီးအဲ့ရှိန်လင်းကပြောလိုက်ခမ်လင်းကပြောလိုက်အဲ့ကျွန်တော်လည်းရောက်ရောအခမ်းအနားမှာမိတ်ဆက်ပေးဒီခုခေါ်ပြောမဲ့စာရေးတီကတော့ဆရာဟတ်လိမ့်ပါပဲလိမ့်နေချင်းနာမည်ဟိုရှိန်လင်းနဲ့ခမ်လင်းနဲ့ရောပြီးတော့ကျွန်တော်ကဟတ်လိမ့်နော်လိမ့်လာဖြစ်သွားတယ်အဲ့တော့ခုနသူမိတ်ဆက်ပေးတာပြီးသားကြည်ပြတဲ့အတွက်ဝန်တာပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့ပထမခေါင်းစဉ်ကဒီမှာသူတို့ပြောတော့ချက်ချင်းကျွန်တော်အခုရေးတဲ့စာအုပ်ပေါ့နော်အခုရေးနေတယ်ကျွန်တော်လွန်ခဲ့တော့နေ့1984မှာကျွန်တော်စာအုပ်ထုတ်ထွက်တယ်20ရာစုနောက်တိုင်းစာပြီဆိုရင်စာအုပ်ထွက်တယ်အခုက21ရာစုဖြစ်သွားပြီအဲ့21ရာစုကမ္ဘာစာပြီဆိုပြီးတော့ကျွန်တော် magazine တော်တော်များများရေးခဲ့တယ်အခုလည်း updated လုပ်ပြီးတော့စာအုပ်ထုတ်တော့တော့မလို့လုပ်တော့မှာဒီမှာဒေါ်မမူဆိုးတို့ကဒီမှာတစ်ခုလာပြောပါဆိုတော့ကျွန်တော်မြန်ပြောလိုက်တယ်21ကမ္ဘာစာပေညီတန်းလို့ပြောလိုက်တယ်နောက်ကျွန်တော်ပြန်စဉ်းစားကြည့်တနာကြီးအတွင်းမှာဒီကမ္ဘာစာပေကိုခြုံမိငုံမိအောင်ပြောဖို့သိမလွယ်ဘူးသိမလဲတော့ကျွန်တော်တို့ခေါင်းစဉ်တစ်ခုပြောင်းလိုက်တယ်မြန်မာစာပေလောကမှာဘာသာပြန်ဆိုတင်းတယ်နော်အင်္ဂလိပ်ဘာသာပြင်ရတော့စာအုပ်များအဲ့စာအုပ်တွေကအခုကျွန်တော်ဘယ်နိုင်ငံရောက်ကျွန်တော်ဒီပြင်ပစ္စည်းမဝယ်ဘူးစာအုပ်ပဲဝယ်တယ်ကျွန်တော်ကမှ2015ခုဧပြီလောက်ထုတ်တဲ့စာအုပ်ကစာရှိတယ်ကျွန်တော်ဝယ်ထားတာဒီ2014ကစာအုပ်တွေလည်းရှိတယ်နောက်ကျတော့စာအုပ်ကြီးတွေတော်များမှာ updated စာအုပ်တွေလိုက်ပြီးတော့ဖတ်တာအခုကျွန်တော်2014-15မှာထွက်တဲ့ကမ္ဘာနိုင်ငံအသီးသီးထွက်တဲ့အင်္ဂလိပ်ဘာသာထွက်တဲ့စာအုပ်တချို့ကျွန်တော်စင်းရင်းတွေလည်းရှိတယ်တချို့စာအုပ်လည်းကျွန်တော်ကိုယ်ပိုင်ရှိတယ်အဲ့ဒီစာအုပ်ကလေးတွေကိုကျွန်တော်ဒီတန်းပြို့ချင်လို့ပါနော်အဲ့တော့ဒီစာအုပ်တွေဘာသာပြန်တင်တယ်ရှိကိုရှိတယ်ဗမာစာပေလောကမှာအဲ့တော့ပထမဦးဆုံးကျွန်တော်စာရေးပြစ်တာအခုကျွန်တော်စာအုပ်ပေါင်း125ကိုရေးပြီးပြီပေါ့နော်ဒီဟိုတစ်လောက်နှစ်အုပ်လောက်နှုံးနေထွက်နေဆိုတော့အခုကျွန်တော်စာအုပ်ပေါင်း125အုပ်လုံးချင်းထွက်ပြီးပြီအဲ့ပထမဦးဆုံးစာအုပ်ထွက်တဲ့ဥစ္စာမှာကျေးဇူးတင်ရမယ်လူရှိတယ်အဲ့ဒါလေးနဲ့ကျွန်တော်ဒီတန်းပြို့ပါတော့ရန်ကုန်တက္ကသိုလ်မှာပထမဘွဲရတယ်ဘွဲရပြီးချင်းမှာကျွန်တော်ခေတ္တကအလုပ်ပေါ်တယ်အဲ့တော့စစ်ကမ်းကြီးကနော်ဟိုဒီဘေးကနော်စစ်ကမ်းအာနာပိုင်ကနေကျွန်တော်ဆောင်းမဝင်ဖြစ်လိုက်တာစစ်ကမ်းမှုဆိုတဲ့ယာဒူးရတယ်စစ်ကမ်းမှုယာဒူးအဲ့ဒီတော့ကတော့ဟိုလူကြီးတွေတော့သိတာပေါ့ကလေးတွေမသိတော့အင်္ဂလာမိုးမိုးလျင်ဆိုရရွှေရှင်ကားလည်းပြဝင်းဦးကလည်းခုနဟိုအပေါ်အဖြူအောက်အဖြူနောက်ဒီတောက်တွေပါနဲ့ကဲဥထိုးတွေနဲ့ကြော်ဆိုးမိုးနော်ဟိုရေချောင်းကွန်ခွေရေချောင်းအရာရှိလေးကြော်ဆိုးမိုးဆိုတစ်ခေတ်စားနဲ့ကာလအဲ့ဒီအချိန်မှာကျွန်တော်တို့ကစစ်ကမ်းမှုဖြစ်သွားတော့အဲ့ဒီ uniform နဲ့ဝေးရတယ်ဘောအဖြူအောက်အဖြူကက်အဖြူဒီဘက်တောက်ကရွက်လေးရွှေရောင်နဲ့ပြောင်းနေတာပဲနော်အဲ့ဒါလေးရတော့ကျွန်တော်တော်ဝန်တာသွားတယ်ထို့တူအဲ့ဒီတုန်းက1990ဗမာတပြည်လုံးမှာဟိုတူစိတ်ဖောက်ပတ်ဆိုတာဒါအင်မတန်ကြုံတော့ကြုံခဲ့စားတာနော်
Cadbury chocolate တွေပဲဆိုတာဒါတိတ်ပြီးတော့ကန်ကောင်းပြီးတော့နိုင်ငံခြားစစ်တယ်ရှိတော့မှ chocolate တစ်ထောင်လောက်စားတဲ့ကာလမှာကျွန်တော်စိတ်ကမ်းမှနေတော့စိတ်ကမ်းကဒီခုတန်ယုံတွေကိုဒီစမ်းတဲ့ရိတ်ခါတွေပို့အဲ့တော့တန်ယုံတွေမရောက်ခင်ကျွန်တော်စိတ်ကမ်းမှုတွေနဲ့စိတ်ကမ်းလူသားတွေနဲ့ဖောက်စားကြတာကျွန်တော်မစားလို့မကုံတော့မှတမ်းမတ်တွေပဲစားရတာနော်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီစီတူဘူးတွေနော်ပန်ဒီဘူးဟာလားဟိုနှင်းမီဘူးထောပတ်အဲ့ဒါတွေဟိုပေါ်ချလိုက်ရင်ဒီကရင်းဟိုဝင်ကြီးဆက်မောင်းတဲ့သူကိုရိပ်မြဲကပြလိုက်ရင်ဝင်ကြီးကမောင်းတဲ့တဲမချအောင်စောင်းပြီးတော့ချလိုက်ဟိုလေ crate နော်တစ်တာကြီးကိုစောင်းချလိုက်စောင်းအောင်နာရောက်ရင်စောင်းချလိုက်စောင်းချလိုက်အလိုလိုကွဲသွားတယ်ကွဲသွားအဲ့ကနှိုက်ပြီးစားကြတာနော်ဒီမှာအကုန်စားပြီးတော့ကျွန်တော်တို့စားကျင်လို့မကုန်တော့ကျန်တဲ့ဥစ္စာမှတမ်းမတ်တွေပဲစားရတာပေါ့အဲ့ဒီခေတ်နော်ဟိုကျန်တဲ့ပစ္စည်းတွေလည်းတိတ်ပေါ်တယ်ကျွန်တော်တို့စစ်ကမ်းတွေမှာကျွန်တော်လုပ်ရှင်လို့လုပ်ပဲနော်ကျွန်တော်တို့ပြီးတော့မှ customer ရောက်တော့ customer နောက်မှကျွန်တော်ကတင်မောပင်လေဝါစပြီးတော့စစ်ကမ်းကိုကြိုးတယ်ကြိုးပြီးတော့စစ်ကမ်းရောက်လာရင်ကျွန်တော်တို့အဲ့ပစ္စည်းတွေစားတော့ဟိုဂျူစီယာရှီယာယူခိုးကြတဲ့လူလည်းအများကြီးပေါ့နော်အဲ့လိုလုပ်တဲ့ကာလကျွန်တော်တို့ပြောနေတယ်အဲ့ဒီတော့တွင်မှာခုနမြန်မာနိုင်ငံမှာပထမဆုံးစာကြည့်တဲ့ပညာသင်တန်းဖွင့်မယ်လို့ပြောတော့ကြီးညာချက်လာတော့အဲ့မှာကျွန်တော်ပြက်သားဆုံးဖြတ်တယ်ဒီလိုပဲနေပြီးတော့ရှေ့လျှောက်ယာတုတွေတက်မယ်ခုနအကြံဖန်တွေလည်းများမယ်နော်အလုံးရှားပါနေတဲ့ခေတ်မှာကျွန်တော်တို့ကတော်ဟလာဟိုလက်ကတော့မဲ့တော့ဘူးအောက်ဆိုင်ကပတ်စံတော်မြင်ရရနေကြလားအဲ့လိုနေမလားအဲ့လိုပဲကိုဘွားကြီးကိုဟလာခုနရည်စည်းရဲလိုက်မလားသို့မဟုတ်ကိုဝါဒနာပါတဲ့စာကြည့်ပညာနဲ့ဟလာစာအုပ်ကောင်းတွေကိုဖတ်မယ်ဖတ်ပြီးတော့ကောင်းတဲ့စာအုပ်တွေကိုဟင်းကောင်းစားရင်ကိုဆွေမျိုးသားချင်းကိုတတိရတယ်လို့အဲ့စာအုပ်တွေဖြန့်ပြီးအလုပ်လုပ်မလားဆိုတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်စာကြည့်ဟလာပညာပဲတက်မယ်ဆိုအဲ့ဒီကဝင်ငွေကောင်းသောဟိုကနလားလာကောင်းသောကနရှေ့ဆက်ပြီးတော့လဲတိုးတက်စရာရှိသောအလုပ်ကြီးကိုစွန့်ပြီးတော့စာကြည့်ပညာသွားတက်တယ်နှစ်သင်တန်းတက်တယ်တိတ်ပြောတော့ပေါ့အဲ့မှာကျွန်တော်တို့ဆရာတွေကဆရာဇော်ကြီးနော်ဟွာပြည်မှာပထမဦးဆုံးစာကြည့်မှုအင်္ဂလန်နိုင်ငံဒဗလင်ကနေဟိုဝဲရလာတဲ့စာကြည့်မှုကြီးဆရာဇော်ကြီးတင်တယ်နောက်ဆရာတိုက်ဆိုးသူတွေဒီတကယ်သူတွေဒီအဲ့ဆရာတိုက်ဆိုးတင်တယ်ဆရာမင်းကျော်တင်တယ်ဆရာဦးတော်ကောင်းတင်တယ်အဲ့ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ပညာမှုနဲ့ကျွန်တော်စာကြည့်ပညာဝန္နာပါလာတယ်ဗမာပြည်မှာစာကြည့်တွေလို့ဟလာစနစ်ကြီးထူထောင်ရမလဲဆိုတာကိုကျွန်တော်သိလာဒီတော့တက်တုံးမှာပဲကျွန်တော်စာမွေးဖြေလိုက်တယ်ရေးဖြေအောင်သွားပြီကျမ်းပြုစုရတယ်ကျမ်းပြုစုတာလည်းကျမ်းပြုစုလိုက်တယ်ကျန်လည်းပြုစုပြီးပြီစာမွေးအောင်စင်ထွက်နေတော့မှာကျွန်တော်တက္ကသိုလ်ကောလိပ်လှုပ်ရှားမှုတွေထဲမှာကျွန်တော်လည်းပါသွားတယ်ကျွန်တော်ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံကိုစားပြုကျွန်တော်စေတက္ကသိုလ်ကိုစားပြုမြင့်စိုးရေချောင်းတက္ကသိုလ်ကိုစားပြုထွန်းအောင်နိုင်ငံခြားဘာသာသိပ္ပံဟလာကကိုစားပြုသိအောင်စသဖြင့်ကျွန်တော်ကျောင်းသား9ယောက်ကိုပထမဆုံးဒီတော်လိုင်းအစိုးရပေါ့နော်ထိမ့်သိမ့်လိုက်တယ်ထိမ့်သိမ့်လိုက်တဲ့အခါမှာကျန်တဲ့သူတွေကတော့ကျောင်းတဝက်တက်ဆတချို့ကလည်းဟိုဘွဲရလူရခင်ကျွန်တော်ကတော့ပထမဘွဲရပြီခုနစာကြည့်ပညာဘွဲရလဲရတော့မယ်ရကနီးမှာကျွန်တော်ထိမ့်သိမ့်သွားတော့ကျွန်တော်ထဲမှာ14လနေရ14လထိမ့်သိမ့်ထားတယ်ထိမ့်သိမ့်ထားပြီးမှကျွန်တော်တို့ပြန်လွှတ်လိုက်တယ်လွှတ်လိုက်ပြီးတဲ့အခါမှာအဲ့ဒီကမှာကျွန်တော်ကတစ်နှစ်အောက်သွားပြီနော်14လတစ်နှစ်အောက်သွားပြီကျန်တဲ့ကျွန်တော်တငယ်ချင်းတွေအားလုံးကဘွဲရသွားပြီအောင်စင်းထွက်သွားပြီကျွန်တော်ထွက်လာတော့မှခုနအဲ့ဒီတော့ဒီထောက်လိုင်းရေးကဟိုဗိုလ်ချုပ်တင်ဦးဆိုတာရှိတယ်သူကမင်းလဲဟိုခုနအခုငါတို့ဟလာအနေရှိတယ်လို့ယူဆလို့မင်းကိုထိမ့်သိမ့်နေအခုမင်းတို့ကိုဂူးမဆိုင်ဘူးကွာမင်းတို့လွှတ်လိုက်ပြီကြိုက်တာလုပ်တော့ဆိုတော့ကျွန်တော်တို့ဘွဲပြန်ပြီးတယ်ဘွဲပြန်ပြီးတော့အောင်စင်းထွက်တယ်အောင်စင်းကကျွန်တော်တယောက်တည်းထွက်တယ်နော်အောင်စင်းကကျန်တဲ့လူထွက်ပြီးပြီလေကျွန်တော်နောက်ဆက်တယောက်ပဲထွက်လာတယောက်ပဲအပေါ်ကကျွန်တော်နာမည်အောက်ကပေါမောကျုပ်ဒါပဲနော်ဒါအရေးမကြီးဘူးအဲ့လောက်ထိအရေးမကြီးဘွဲရပြီးပြီနော်အဲ့တော့ကျွန်တော်တို့ယာတုဝင်အဖွဲ့မှာတက္ကသိုလ်ကောလိပ်စာကြည့်တဲ့မူတွေဖြစ်အင်တာဗျူးဖြေရတယ်ကျန်တဲ့သူတွေဖြေရပြောအောင်အောင်တယ်ကျွန်တော်လည်းမေးသမျှအကုန်ဖြေနိုင်တယ်နောက်ဆုံးသူကအဲ့ဒီယာတုဝင်အဖွဲ့ကဥက္ကဋ္ဌကျွန်မမိတယ်ဆရာဥခင်မောင်ဖြူဆိုသူကမေးတယ်မင်းဘယ်လောက်အဆင့်နဲ့အောင်လဲတဲ့စိုက်တဲ့မှာဘယ်လောက်အဆင့်နဲ့အောင်လဲကျွန်တော်ချင်းချင်းမဖြေနိုင်ဘူးအဲ့တော့ဒေါသဖြစ်လာမြန်ဖြေကွာတဲ့
ပထမဆိုလေပထမဟာလားဘေးကြီးဆိုလေဘေးကြီးပေါ်တယ်ဟိုကျွန်တော်မဟုတ်ကျွန်တော်တယောက်တည်းထွက်တာလို့ဟာလားပထမလေးကျွန်တော်ပဲနောက်ဆုံးလေးကျွန်တော်တယောက်တည်းဟာသူကအံ့ဩရတယ်ပြောင်းနေငါတို့တက္ကသိုလ်ထုံးစံကြီးတယောက်တည်းအောင်စင်းထွက်တဲ့လူမရှိပါဘူးမြို့ဘာလို့ထွက်လာတယ်လဲကျွန်တော်မပြောချင်တဲ့ဥစ္စာဒါဖုံးကွယ်ထားတယ်ဥစ္စာဟိုလေကျွန်တော်ဖမ်းသွားတယ်ဖမ်းသွားလို့14လကျော်ပြန်လွတ်ပြီးတော့ဥပအောင်စင်းထွက်ပြီးအေးကောင်းပါပြီအဲ့တော့မင်းမသွားကြည့်တဲ့နေရာပေါ်တယ်မသွားကြည့်တဲ့သူပြောတယ်အဲ့တော့မသွားကြည့်နေတဲ့တူကခုပဲရှိအဲ့ဒါအခုပြီးပြောထားတယ်ရည်စင်းစက်ယူတယ်ရည်စင်းစက်ယူတဲ့တူကျွန်တော်မသွားပြရစီအဲ့ဒါလေးဆိုလွတ်ချင်တာလို့အေးပြကြမှာမှတ်တော့ကိုစီရက်တော့ရည်စင်းတော့အဲ့တော့ခုနလေးပြောကြီးကပြင်းနေနော်လူသူတာမရှိတာနော်လမ်းတွေကရှင်းနေတာအဲ့ဒီခေတ်ကပို့ဆိုးတယ်ဖကားမှမရှိပမောက္ခတွေရောကျွန်တော်တို့စက်ကြီးတိုက်ကဝန်ထမ်းတွေရောကျန်တဲ့ဝန်ထမ်းတွေရောပြင်မနာကိုလာရင်ကြောက်ကားကြောက်တွေတဲတဲ့ကားပေါ်မှာရက်ကို30ပေးပြီးတော့ပမောက္ခလည်းအဲ့ကြောက်ကားစီးရတာပါဟိုကတိကလည်းဒါပဲဘာကားမှမရှိဒါပေမဲ့အဲ့ဒီခေတ်တည်းကစိုးကအဆက်ဆက်ညာတာနော်ဦးနေဝင်ကအဲ့ဒီလမ်းကဖြတ်တော့ရှေ့မှာကမ္မတန်ကြီးလုတ်ပေးထားတယ်တက်ကတူကျောင်းသားများအတွက်ဘာစကားရိုက်ရံတယ်အဲ့ဒါကျွန်တော်ထွက်တာလာတဲ့ဒီဘာစကားမှမရှိဘူးဒါပေမဲ့ဆိုင်းဘုတ်တွေရှိတယ်အဲ့ဆိုင်းဘုတ်ဦးနေဝင်ကဖြတ်သွားတဲ့သူဘောကြကလေးတော့ပြည်လည်နေပြီနော်အေးညာအဲ့ဒီကတော့ညာထားတာအဲ့တော့ကျွန်တော်ကအဲ့ဒီမှာစာကြည့်မှုဖြစ်သွားတော့ဘယ်လိုများဆောက်ထားလဲမသိဘူးတောင်ကုန်း3ကုန်းရှိတယ်တောင်ကုန်း3ကုန်းမှာစာကြည့်တဲ့ကနောက်ဆုံးတောင်ကုန်းပေါ့နော်ကျွန်တော်တောင်တက်ရတာတနေ့ကိုမင်း20လောက်ကြာတယ်ကိုစာကြည့်တဲ့ကိုသွားရတာနော်အဲ့တောင်ကုန်း3ကုန်းပထမတောင်ကုန်းကစာသင်ဆောင်ဒုတိယတောင်ကုန်းကလူတွေကျောင်းသားတွေအမြဲဆောင်တတိယတောင်ကုန်းကျမှစာကြည့်ရိုက်ထားတယ်အဲ့တော့ကျွန်တော်ဝန်ထမ်းတောင်မင်း20လောက်ချွေးတန်တပြိုက်နဲ့ဒီခုကတက်ရတဲ့စာကြည့်တိုက်အဲ့တော့ဘယ်ကျောင်းသားမှမလာဘူးနော်ပထမတောင်ကုန်းမှာတင်ပြန်သွားကြတာပဲဒုတိယတောင်ကုန်းရောက်ရင်သူတို့အိတ်ကြတယ်နော်အဲ့တော့ကျွန်တော်တောင်ကုန်းပေါ်မတက်ဘူးနော်အဲ့တော့ကျွန်တော်တောင်ကုန်းပေါ်မတက်တော့ကျွန်တော်ကလက်ရတာရတာတနေ့လုံးနေလို့စာဖတ်တယ်လို့တယောက်မှမရှိဘူးကျောင်းသားတယောက်မှလည်းမလာဘူးအဲ့တော့ကျွန်တော်ပညာရေးစနစ်ကလည်းကိုရက်ထီလေသူပဲဟိုစာကြည့်သုံးစရာမလိုဘူးလေသူတင်ပေးတဲ့စာဟိုဒါလွတ်ကျက်အဲ့ဒါဂုံရမယ်တီထွင်တော့ဖြေလိုက်ရင်ကြားနိုင်တယ်နော်အဲ့တော့စာကြည့်ရည်ပဲလည်းဘယ်သူမှအာမကူအဲ့တော့ကျွန်တော်တောင်ကုန်းပေါ်မှာကျွန်တော်ဝန်ထမ်းကလည်းအိမ်နာလူတွေဆိုတော့သူကမလာဘူးကျွန်တော်ပဲသွားတရားမရှိတော့အိမ်မှာသွားတယ်ပြတော့ဘုရုထိုင်နေရထိုင်နေဘာဖြစ်သွားတယ်အဲ့ဒါပြောချင်တာဒီမြန်မာဆိုရဲလမ်းစဉ်ပါတီရဲ့ကြီးစုတော်ကိုကျွန်တော်အခုစပြီးတော့ချီးကျူးပါတယ်ကျွန်တော်တယောက်တည်းရှိတော့ဘာမှလုပ်စရာမရှိတော့ကျွန်တော်စာအုပ်တွေရှောက်ဖတ်တာနော်နှစ်တာဝန်ထမ်းဆောင်ရတယ်ကျွန်တော်တယောက်တည်းပဲအဲ့ဒီစာကြည့်တဲ့တော်တော်ကောင်းတယ်ရှေးစာကြည့်စာအုပ်တွေအကုန်ရှိတယ်နော်အဲ့တော့အဲ့စာအုပ်တွေကိုကျွန်တော်စိတ်မြင်နေဖတ်တာစိတ်ဖတ်ပြီးတော့မှတ်စုတွေထုတ်ရင်းနဲ့ပထမအဦးဆုံးကျွန်တော်ရဲ့စာအုပ်20ရာစုနောက်တိုင်းစာပေဆိုစာအုပ်ထွက်လာနော်20ရာစုဒီမှာထွက်တဲ့ဥရောပစာပေဗြိတိန်စာပေအမေရိကန်စာပေအကြောင်းအဲ့ဒါဘာသာပြန်တာမဟုတ်ဘူးကျွန်တော်ဟုတ်လားစာအုပ်ဖတ်တယ်ဟုတ်လားဟမ်မင်းဝေးရဲ့စာအုပ်တွေဖတ်တယ်ဟမ်မင်းဝေးအကြောင်းရေးတယ်နောက်ဂျွန်စတိန်ဘက်ရဲ့စာအုပ်တွေဖတ်တယ်ဂျွန်စတိန်ဘက်အကြောင်းရေးတယ်အဲ့စာသမီးရေးသွားတာအဲ့မှာစာအုပ်ကြီးတော့ပထမအဦးဆုံးသမင်းစာအုပ်ထွက်လာတယ်အဲ့ဒီအချိန်ရပြီးတော့ကျွန်တော်စာတွေရေးတာအခု125ဖြစ်လာတယ်အဲ့ဒါအားလုံးရဲ့ကျေးဇူးကတော့လမ်းစဉ်ပါတီပါပဲเนาะအဲ့တော့လမ်းစဉ်ပါတီရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေကျွန်တော်စတင်ပြီးတော့ပြောပါတော့မယ်เนาะအဲ့တော့အခုကျွန်တော်ရွေးထားတဲ့စာအုပ်တွေဟာဘာတွေလဲဆိုတော့အခု2014 15ထွက်တဲ့စာအုပ်ဖြုတ်စာအုပ်ကလည်းလွန်ခဲ့တဲ့2နှစ်လောက်ကထပ်ထွက်တဲ့စာအုပ်ဖြုတ်စာအုပ်ကတော့သူတို့နိုင်ငံတွေမှာကမ္ဘာမှာနဝကဏ္ဍဝင်လို့ခေါ်တယ် Neo Classics နော် Neo Classics ကတော့ကဏ္ဍဝင်ပေါ့ဒါပေမဲ့ကဏ္ဍဝင်လောက်ဟောင်းကြီးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီကဏ္ဍဝင်ကကောင်းလွန်အားကြီးတဲ့အတွက် Neo Classics ဆိုပြီးတော့နော်နဝကဏ္ဍဝင်လို့ခေါ်တယ်ကဏ္ဍဝင်သစ်နော်အဲ့ဒီစာအုပ်တွေအကြောင်းပြောပါမယ်အဲ့စာအုပ်တွေပါတယ်ဗမာပြည်မှာဗမာဘာသာနဲ့ထွက်တဲ့စာအုပ်တွေဖြစ်ပါတယ်ခုနအင်တာဗျူးမှာလည်းပြောပြီးပါပြီကျွန်တော်1980မှာကျွန်တော်စာတမ်းတင်တယ်အဲ့ဒီတော့လူကြီးဗမာပြည်မှာတန်း20ပဲရှိသေးတယ်တန်း20ရှိတဲ့အချိန်မှာဆရာတက်ကလို့ဖုံးနိုင်နဲ့မှတ်ရဆရာအောင်လင်းနဲ့ပြန်ရတယ်တငယ်ချင်းပဲဟေးဆရာအောင်လင်းနာမည်ကကုတင်ဖေးနော်တက်ကလို့ဖုံးနိုင်ရဲ့နာမည်ကကိုခင်မောင်တက်အဲ့ကုတင်ဖေးမင်းစာအုပ်ထွက်ကွာဟုတ်လားငါနဲ့ပြန်ရအောင်ဘလောက်ငါတို့အားပေးတယ်အဲ့ခင်မောင်တက်ကလည်းအေးကွာတင်ဖေးပြိုင်မယ်ဆိုတော့ဆရာအောင်လင်းကမှတ်ရအရင်စပယ်ဘုသူကြီးတယ်
ကျက်တဲ့ကတော့ဖုန်းနဲ့အခုတရင်စာတွေမှာပါတယ်တကယ်ချင်းတွေဆက်ရွက်ခွင့်မိခိုင်းမှုရေးတယ်ပထမထုတ်ချင်းပဲဟုတ်တဲ့1000စီကုန်တယ်ဟုတ်1000စီကုန်တယ်နောက်ဆက်ကုန်သွားတာ2000 3000တိကုန်တယ်1980ပတ်ဝန်းကျင်မှာလူကြီးတန်း30တုန်းရှိတုန်းခါလာမှာမြန်မာစာရေးဆရာများရဲ့စာအုပ်ကဥယျာဉ်1000ကျော်ကုန်ပါတယ်အခုလူကြီးရင်းနှီးကတော့တန်း60ပေါ့လေအခုတကောင်စင်းလဲကောက်ရရော50တန်းပဲကျန်တော့တယ်နောက်ထပ်ကောက်ရင်ထပ်ရောအောင်မယ်အဲ့တော့50ပဲထားပါတန်း50ရှိတဲ့ကာလမှာကျုပ်စာရေးဆရာတွေငတ်မသိဘူးတမယ်ပဲဒါမို့ကျွန်တော်ဒီမြင်လှုပ်လို့ရတာစာရေးရင်းတက်လှုပ်လို့မရဘူး1000တော့မကုန်တော့ကျွန်တော်တကယ်အကြည့်တော်ဆိုရင်အရင်က9000 8000လောက်ကုန်တယ်လွန်ခဲ့တော့3-4နှစ်ကအခုအကြည့်တော်ပါ1500တဲ့ပုံမကုန်တော့ဘူးနော်ကျန်တဲ့စာရေးဆရာဆိုရင်ခုနအုပ်ရည်400 500တဲ့ဟိုမရောအောင်ဘာကြောင့်လဲဆိုတော့လူကြီးတန်း30တုန်းကအုပ်ရည်1000 2000အပေးကြတဲ့ပရိသတ်တွေဟာအခုစာပတ်ရှင်ရော့သွားပြီးတော့တန်း90မှာစာလုံးဝမဖတ်တော့တဲ့အတွက်စောက်ရည်ကြာသွားတယ်နော်အဲ့တော့ဒီပန်းစိုးတန်းဆိုတာစာအုပ်တိုင်းအခုဒီတလအတွင်းမှာပဲဒီဘက်ကပညာရှင်တော်ပိတ်သွားတယ်အမေအိမ်ပိတ်သွားပြီစာအုပ်ဆိုင်တွေလည်းပိတ်သွားပြီနော်ဘာပြင်မှာစာဖတ်တဲ့ဦးကြီးနေလာပြီအဲ့ဒီဟာယူကျွန်တော်တို့ဘယ်လိုဦးစားမလဲဘာကြောင့်လဲဟလာတစ်ချက်လူတွေပြောကြတယ်စာအုပ်ဈေးတွေကကြီးတာဟုတ်တဲ့စာအုပ်ဈေးကြီးတော့မဝင်နိုင်ဘူးတဲ့3000 4000မဝင်နိုင်ဘူးနောက်ကျတော့စာအုပ်မဝင်နိုင်တော့စာကြီးလိုက်တွေမှာခက်မဲ့ဖတ်မလားစာကြီးတွေကလည်းကောင်းကောင်းကမ်းမရှိဘူးပြန်ဆက်စာကြီးတွေရှိတယ်ပြန်ဆက်စာကြီးကလည်းအစိုးရကလည်းကျန်တဲ့နေရာမှာဒါသူကဟိုစစ်စစ်ကသုံးရတာဟုတ်ကျန်တဲ့ပညာရေးနဲ့ကျန်းမာရေးဆိုရင်ကမ္ဘာပေါ်အနည်းဆုံးပဲနော်ကျွန်တော်စင်းစရာကောက်တယ်ဟိုဟာနိုင်ငံ200မှာပညာရေးက199ရှိတယ်နိုင်ငံ200မှာအရင်နှစ်ကစင်းရပညာရေးအဆင့်က199ရှိတယ်ကျန်းမာရေးကတော့မှတ်စရာမလိုကျောင်းသားတွေပို့ချစရာမလိုကမ္ဘာပေါ်မှာနိုင်ငံ200မှာဗမာရဲ့ကျန်းမာရေးအဆင့်က200ပဲနော်သူကဘာမှမရှိနော်ပညာရေးကျန်းမာရေးသိနှင်းကြတဲ့ကာလမှာအစိုးရကလည်းစကြက်တွေမထူထောင်ပေးနိုင်ဘူးသူကရတဲ့စာအုပ်ကသူကသူများစီကအလကားအလှရတဲ့စာအုပ်ပဲနော်အဲ့ဒါလေးအောင်တော့လှတဲ့လူကလည်းကိုယ့်အိမ်မှာမထားခြင်းတဲ့စာအုပ်ပဲပေးလိုက်တာအစုပ်ပြတ်တယ်အဲ့တော့အဲ့စာကြက်တွေမှာဘာမှအဲ့စာကြက်တွေအကူလို့မရစာဝင်တွေတွေကလည်းကြက်တဲတော့စာအုပ်လည်းမဝင်နိုင်အဲ့ကြားထဲမှာဒီအင်တာနက်ဒီဟန်ဖုန်းတွေပေါ်လာတယ် Facebook တွေတုံးကြတယ်အဲ့တော့တဖြည်းဖြည်းကြာအဲ့တော့ကျွန်တော်နောက်ပိုင်းမှာစင်းစရာရှိတယ်ရင်လာပဲကဘာမှာထုတ်ပြန်နေစင်းစရာပြုတ်ပြည်သူသမ္မတနိုင်ငံကလူငယ်တွေကလူငယ်ဆိုတာသူက16နှစ်ကနေ25နှစ်တိပြောတယ်16နှစ်ကနေ25နှစ်တိပြုတ်ပြည်သူသမ္မတနိုင်ငံလူငယ်များဟာအနည်းဆုံးတစ်ပတ်ကို9နာရီစဖတ်တယ်တစ်ပတ်ကို9နာရီဖတ်တယ်ညညအားဖြင့်9နာရီအိန္ဒိယ17နာရီဖတ်တယ်အိန္ဒိယတစ်ပတ်ကို17နာရီဖတ်တယ်နော်ဖိလစ်ပိုင်နိုင်ငံ8နာရီစဖတ်တယ်ထိုင်းနိုင်ငံက9နာရီခွဲစဖတ်တယ်ဒါအတိအကျတယ်နော်ဟိုအင်တာနက်မှာ download လုပ်ပြီးတော့reading population ဆိုပြီးတော့ရှာကြည့်ရင်ရပါတယ်အဲ့ဒီကာလမှာဗမာနိုင်ငံကတော့လူငယ်တွေကတနေ့ကို2နာရီအင်တာနက်ကြည့်တယ်တဲ့နော်အဲ့တပတ်ကို14နာရီစာမဖတ်ဘူးစာဖတ်တယ်မပါဘူးအဲ့အင်တာနက်ကလည်းကိုယ်စာဖတ်တာလည်းမဟုတ်ဘူးကိုမောကိုတင်ပြီးတော့လှလာနော်နောက်ကိုအပေါင်းသိနေရလဲကိုလှတယ်ကြီးပဲဘာသူ့လက်ကြလည်းမလှဘူးမပြောမှဆိုလို့တိတ်လှတာပဲဒီတိုးနဲ့ပဲပြီးနေတာဒီနေ့တော့ဘာဟင်းမှမချက်ပါဘူးဟင်းမချက်တာလည်းတင်တယ်ဟင်းချက်တာလည်းတင်တယ်အဲ့ဒါနဲ့ပဲလူလဲနေတာနော်အဲ့လိုကာလာကြီးမှာကျွန်တော်တို့အခုတော့ကုစားဖို့လိုလာပြီဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်မှာခင်မီဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာအပျော်ပါးတွေသိများတယ်နော်အပျော်ပါ night club တွေလည်းတခြားဖွင့်ထားတာ massage parlor တွေလည်းတရားဝင်မယ်ကာစီနိုလောင်းကစားလည်းရတယ်မြင်းလောင်းမလားခွေးပြိုင်ပွဲလောင်းမလားအကုန်ရတယ်သို့တော့အဲ့ဒီကသူတွေကဒီစာဖတ်ရှင်ကတက်လာတယ်အပျော်ပါးလောက်များတာတော့စာဖတ်ကြသေးတယ်ဗမာပြည်ကအပျော်ပါးရဲ့လောက်မရှိဘဲနဲ့စာဖတ်ရှင်ကျသွားတယ်အခုကျွန်တော်ကုစားပုံကုစားနည်းလေးစဉ်းစားဖို့လေကျွန်တော်ပြောပါမယ်အဲ့တော့ခုလောလောဆယ်ကတော့ကျွန်တော်စာအုပ်တချို့အကြောင်းပြောပါမယ်နောက်တချို့အကြောင်းကရှိတဲ့နဲ့စာအုပ်နော်ရှိတဲ့နဲ့စာဘာသာပြန်နေတဲ့စာအုပ်အဲ့ဒီမှာကျွန်တော်ရင်းနေပဲအားရကြကောင်းတယ်ချို့စာအုပ်တွေကဟ
ဘာသာပြန်ပြီးတာထွက်လာပြီနော်နောက်စာအုပ်တွေနေကြမှာလေအဲ့တော့ကျွန်တော်ဒီမှာဘာသာပြန်တဲ့စာအုပ်တွေမှာခွဲတာကသမိုင်းစာအုပ်ရယ်ကိုယ်တိုင်ရဲ့ထုတ်ပတ်တိစာအုပ်ရယ်ဖြစ်တဲ့လုံချင်းဝတ္ထုတွေရယ်ကလေးစာပေရယ်ခီးသွွားစာပေရယ်သိပ္ပံဝတ္ထုရယ်နိုင်ငံရေးစာအုပ်တွေစသဖြင့်အပိုင်း9ပိုင်းအကျဉ်းပြောပါအဲ့တော့သမိုင်းစာအုပ်မှာအခုအရေးကြီးဆုံးစာအုပ်က2010မှာထုတ်တဲ့ Neil Ferguson ရေးတဲ့ The Rise and Fall of American Empire ဆိုတဲ့စာအုပ်ကကမ္ဘာနိုင်ငံအသီးသီးမှာနိုင်ငံ48နိုင်ငံမှာဘာသာပေါင်း50ဘာသာပြန်ပြီးပြီဗမာဘာသာပြန်မှုကြံတယ်နော် Rise and Fall of American Empire ဘာကြောင့်အဲ့ဒီစာအုပ်ကအရေးကြီးနေလဲဆိုတော့အမေရိကန်ပညာရှင်တွေကနေအမေရိကန်နိုင်ငံရဲ့တိုးတက်လာပုံနဲ့အခုကြာရှုံးစပြုလာတဲ့အပိုင်းကိုယထာဘူတာကြာကြဝိဖန်သုံးသပ်ထားတဲ့ဥစ္စာဖြစ်ပါတယ်အဲ့ဒီမှာသူတို့ရဲ့သုံးသပ်ချက်ကအင်မတန်မှတရားမျှတတယ်အမေရိကန်နိုင်ငံသားသမိုင်းပညာရှင်9ယောက်ရဲ့သူတေသနာပြုချက်များအရအမေရိကန်နိုင်ငံဟာကိုလမ်ဘတ်ကအမေရိကတပ်ကိုတွေ့ပြီးတော့အောင်မြင်လာတာကနေစပြီးတော့အခုစူပါပါဝါအဆင့်အတဖြည်းရော့ပြီးတော့တရုတ်နဲ့အိန္ဒိယကိုစူပါပါဝါနေရာဘာကြောင့်ပြီးလိုက်ရတယ်ဆိုတဲ့အခန်းကဏ္ဍကိုသူတရားသုံးသပ်ထားပါတယ်အဲသုံးသပ်ထားတဲ့ပုံစံက for the layman သမိုင်းပညာရှင်တွေဖတ်ဖို့မဟုတ်ဘူးဟုတ်လားတာမန်လူဘိန်းတွေဖတ်ဖို့ဟုတ်လားတာမန်လူဘိန်းတွေနိုင်ငံရေးဝါသနာပါတဲ့လူငယ်တွေဖတ်ဖို့အတွက်ပြီးတန်ရေးထားတဲ့စာအုပ်တို့ဖြစ်တဲ့အတွက်ဒီစာအုပ်ကိုကျွန်တော်မှရှိပါတယ်နောက်ပြပါမယ်အဲ့ဒီစာအုပ်ကိုဘာသာပြန်သင်နေနောက်တစ်ခုကတော့ The Women's History of the World ဆိုတဲ့စာအုပ်ဗြိတိရှလူမျိုးစာရေးဆရာမ Rosalind Miles ဆိုတဲ့ရေးတာပန်ကွင်းကထုတ်တယ်အရင်နှစ်ကထုတ်တယ်ကမ္ဘာအမျိုးသမီးများသမိုင်းဒီဟာကမ္ဘာသမိုင်းမှာအတန်တိတ်နေကြတဲ့အမျိုးသမီးစွမ်းဆောင်ရှင်တွေအကြောင်းဖြစ်တယ်ကမ္ဘာသမိုင်းကိုရေးထိုးခဲ့ကြတဲ့အမျိုးသမီးများအကြောင်းကြီးမော်ကွန်းထိုးဟာနေဒီစောက်မှာအမျိုးသမီးတွေလက်ယုံရည်နှလုံးရည်ဒီကိုအမကန်မှတ်တမ်းတင်တော့ပါဒီမှာဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်းပါပါတယ်နော်အခုဟီလာရီကလင်တန်ပါတယ်နော်ဟီလာရီကလင်တန်ဆိုရင်ဒါသူ့ကိုနိုင်ငံရေးပြည်တောင်းနိုင်လို့ခေါ်တယ်သမ္မတကတော့ဖြစ်လာတယ်သူ့ရဲ့မျိုးသားဖြစ်တဲ့အမေရိကန်သမ္မတကြီးဟာလူမျိုးဖောက်ပြန်တယ်လူမျိုးဖောက်ပြန်မဲ့သူကအင်အောင်ရှင်မခေါင်းတယောက်အနေနဲ့နိုင်ငံတော်သမ္မတကြီးရဲ့တစ်ခါမကြအောင်နော်သူ့နိုင်ငံရဲ့ပုံရိပ်များလည်းမကြသွားအောင်မျိုးသမီးတယောက်အနေနဲ့ဟောက်ပြန်တဲ့သမ္မတရဲ့ဇနီးတယောက်အနေနဲ့ဟုတ်လားသူ့ယောက်ျားနာမည်မပြည့်အောင်လုပ်ရင်းနဲ့သူ့ကိုယ်တဲ့နိုင်ငံရေးမှာထိပ်တန်းကိုရောက်လာတယ်ရောက်လာပြီးတော့ယင်းနှစ်ကအိုဘားမားနဲ့သူနဲ့ပြိုင်တယ်စိတ်ဝင်စားစရာကောင်းတဲ့ရွေးကောက်ပွဲဖြစ်တယ်၃ယောက်ရွေးတယ်အားလုံးသိပြတဲ့အတိုင်းအိုဘားမားကသမ္မတဖြစ်ကမ္ဘာပေါ်မှာပထမဦးဆုံးလူမဲအမေရိကန်လူမဲသမ္မတဟီလာရီကလင်တန်ကသမ္မတရွေးခံရင်ကမ္ဘာပေါ်မှာပထမဦးဆုံးအမေရိကန်အမျိုးသမီးသမ္မတနောက်ဒီအသက်ကြီးဆုံးသမ္မတဆိုသူကတော့ဝေးရနေပျောက်သွားတယ်အဲ့တော့ဟီလာရီကလင်တန်ဘယ်လောက်တော်လဲဆိုရင်သူနဲ့အိုဘားမားနဲ့စကားစစ်ထိုးတဲ့နေရာမှာအိုဘားမားကိုစကားအနိုင်ပြောပြီးတော့အိုဘားမားရှုံးတော့အောင်ထိသူကစကားစစ်ထိုးတဲ့နေရာနိုင်ခဲ့တယ်သို့တော့အိုဘားမားရွေးခံရတယ်အဲ့ဒီကမှအိုဘားမားသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့မျိုးသမီးကိုခေါ်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးခန့်တယ်နိုင်ငံခြားရေးဝန်ကြီးနဲ့စွန်းစွန်းတမန်လှူရှာလုပ်ခဲ့တယ်ပါတီမတူပေမဲ့ပြိုင်ဘက်ဖြစ်ပေမဲ့ကိုယ်နိုင်ငံကောင်းကျိုးအတွက်ပူးပေါင်းဆောင်ရွက်ကြတယ်အခုသူဟာအမေရိကန်သမ္မတလောင်းဖြစ်ရွေးခံဖို့သူဟိုပါလေဘောတူလိုက်ပြီအဲ့တော့သူကြခင်သမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်တော့မယ်အဲ့တော့သူ့ရဲ့အာမန်နဲ့ရွေးသက်တယ်အဲ့ဒါလေးကိုလည်းဒီထဲမှာရေးထားပါတယ်အမျိုးသမီးများထဲမှာစီးပွားရေးလူမှုရေးနိုင်ငံရေးပညာရေးနဲ့ပတ်သက်လို့Women's History of the World ဆိုတာကမ္ဘာပေါ်မှာအခုထင်ရှားတဲ့လက်ရိုးရည်နှလုံးရည်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့မှတ်တမ်းမှာအဲ့မှာ18ပုတ်ပါတဲ့နေရာမှာ9ပုတ်ကဝတ္ထုပုံစံနဲ့ရေးထားတယ်အဲ့ဒါလေဝတ္ထုပုံစံနဲ့ရေးထားတယ်ကျန်တဲ့ဥစ္စာအထုပ္ပတ္တိပုံစံနဲ့ရေးတာဝတ္ထုပုံစံနဲ့ရေးတာလေတကယ်ကိုကျွန်တော်တမိုင်းနောက်ခံဝတ္ထုလိုပဲဖတ်ရတာအင်မတန်မှကောင်းပါလေနောက်
အိန္ဒိယစာရေးဆရာကျွန်တော်ဒီမှာအခုပြောမဲ့နေရာမှာအင်္ဂလိပ်စာရေးဆရာတွေအမေရိကန်စာရေးဆရာတွေအင်္ဂလိပ်လိုရေးတဲ့စာအုပ်တွေမကဘူးအိန္ဒိယစာရေးဆရာတွေဂျပန်စာရေးဆရာတွေတရုတ်စာရေးဆရာတွေလည်းပါတယ်အဲ့မှာအိန္ဒိယစာရေးဆရာပရမ်ရှန်ကာဂျာ2012ခုနှစ်မှာရေးတဲ့စာအုပ်အဲ့ဒါတော့ဗာလဲဆို India and China the struggle between soft power and hard power power ပြောနေ power မှာကြားတော့မှတိုက်ပွဲကမ္ဘာ super power ကိုရောက်လာကြတော့မဲ့တရုတ်နဲ့အိန္ဒိယကိုဘယ်ပေါင်းစုံနှိုင်းယှဉ်တဲ့စောက်ပါသူကအောက်မှာခေါင်းစဉ်သေးလေးတစ်ခုရှိပါတယ်တရုတ်ယုံနဲ့အိန္ဒိယလက်တို့ရဲ့နိုင်ငံရေးအပြည့်ပြိုင်ပွဲနော်အခုတရုတ်ကညံတယ်လှုပ်ရှားတာတက်တာညံတယ်အိန္ဒိယနှီးတယ်ဒါပေမဲ့ဘာကြောယုံနဲ့လက်အပြည့်ပြိုင်ပွဲလို့တကယ်ဘယ်သူကတာမလဲဒီရှိမှာနော်အဲ့တော့ဒီမှာတွက်ထားတာတော့အခု2020မှာနောက်9နှစ်ပေါ့2020မှာရုပ်ကကြည့်ဆောင်တယ်ဒါပေမဲ့နောက်ထပ်9နှစ်2025မှာအိန္ဒိယတာသွားမယ်3ချက်ကိုဒီမှာထောက်ပြတာတစ်ချက်ရုပ်ပြည်ဟာဒီမိသားစုတယောက်ကကလေးတယောက်ပဲမွေးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်အရာသူတို့ဟာလူကြီးကိုထိန်းထားတယ်အိန္ဒိယကတော့လူကြီးမထိန်းဘူးရရှိဘာတာလာလဲဆိုတော့အခု2020နောက်ပိုင်းမှာ18နှစ်ကနေ30အကောင်မောင်းတန်လူငယ်ပြုတ်ပြတ်သွားပြီခါစစ်ပြတ်သွားပြီမရှိတော့နောက်ထပ်10နှစ်လောက်ကျမှထပ်ပေါ်လာအခု2020နောက်ပိုင်းမှာ18နှစ်ကနေ25 30ကြာလူငယ်အင်အားပြုတ်မှရန်နေသွားတယ်အဲ့ဒီအချိန်မှာ18နှစ်ကနေ30ကြာနော်အိန္ဒိယလူငယ်အကောင်မောင်းတန်ညံစွမ်းရည်အပြည့်ဝဆုံးကာယစွမ်းရည်အပြည့်ဝဆုံးလူငယ်တွေအများကြီးတာလာတယ်အဲ့တော့အိန္ဒိယအဲ့ချက်စတာပါနောက်ဒုတိယချက်အိန္ဒိယကလူငယ်တိုင်းဟာလူတိုင်းလူလိုဟာများသောအားဖြင့်အင်္ဂလိပ်စကားတတ်တယ်ပြုတ်ပြည်မှာအဲ့လောက်အင်္ဂလိပ်စကားတတ်တဲ့လူမရှိဘူးအဲ့တော့နိုင်ငံတကာဆက်ဆံရေးမှာအိန္ဒိယပါမယ်နောက်3ချက်ကတော့ကမ္ဘာပေါ်မှာအိန္ဒိယလောက် IT တော်တဲ့လူဘယ်သူမှမရှိအမေရိကန်က IT ပညာရှင်အကောင်းဆုံးကလည်းအိန္ဒိယလူမျိုးပဲတရုတ်ပြည်က IT ပညာရှင်ကလည်းအိန္ဒိယလူမျိုးပဲအိန္ဒိယရဲ့ IT အုံနောက်ကဘာမှမမီတော့ဘူးအဲ့အိန္ဒိယမှာ Hyderabad ဆိုတဲ့မြို့ရှိတယ် Hyderabad ကိုအခုကျွန်တော်တို့နာမည်တောင်ပြန် Hyderabad စိုက်ဘာကြီးကောင်းလို့ Hyderabad မြို့ IT ပညာကဘာမှမအဲ့အုံနောက်ကအခု research လုပ်တယ် Indian brain ကဘာကြောင့်ဒီလောက်ဟလာမရှင်းသားအောင်တော်တယ်လေအဲ့အိန္ဒိယကလူငယ်ရဲ့လောကစွမ်းပကားနှစ်ဘာသာစကားစွမ်းပကား3 IT ပညာရတက်မြင်အဲ့တော့ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ဘာသာဒါပြန်နိုင်ရင်ကျွန်တော်ဗမာပြည်မှာလေအင်္ဂလိပ်ဘာသာစကားပို့ပြီးတော့ကျွမ်းကျင်အောင်သင်ကြားကြမယ် IT ပညာကိုလည်းသန်းသန်းတမန်တက်မြောက်ကြမယ်ဟုတ်လားနောက်ခုနကျမ်းမာကြက်ခိုင်သောလူငယ်များကိုလည်းပြုစုပြောထောင်နိုင်မယ်ဆိုရင်ဒါကမ္ဘာပေါ်မှာကျန်တဲ့လက်နဲ့ကြီးအင်အားကြီးနိုင်ငံများကိုမကြခင်ကျော်လွှားနိုင်မယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီပရမ်ရှန်ကာဂျာရေးတဲ့တရုတ်ယုံနဲ့အိန္ဒိယလက်တို့ရဲ့အပြေးပြိုင်ပွဲနောက်စူပါပါပြေးဝင်ရဲ့ဆောင်းမှာသုံးသပ်ထားတာကြည့်ရပါတယ်အဲ့တော့ဒီနိုင်ငံကြီးနှစ်ခုကြားထဲမှာလူပေါင်းတန်း1450ရှိရဲ့ပြုတ်ပြူသမဏနိုင်ငံနဲ့လူရည်တန်းပေါင်း1350ရှိရဲ့အိန္ဒိယနိုင်ငံရဲ့ကြားထဲကနေတဲ့ဗမာပြည်မှာဘယ်လိုတွေဆောင်းရန်ကြောက်ရန်နေဘယ်လိုလုပ်ရမလဲဒါမှနိုင်ငံကြီးပါလာပြီပေါ့နော်တရုတ်ကိုကြီးပဲစန့်ကျင်နေမလားဒီရှိဘယ်လိုဖြစ်သွားမလဲအိန္ဒိယကိုရောယင်လို့ဟလာဟတ်တန်းနဲ့နေမလားဝေးလံတော့အမေရိကန်နဲ့ဟလာဟိုအနောက်နိုင်ငံဒီကိုအာကိုမဲ့စားဒီအိန္ဒိယနဲ့တရုတ်ကိုစီကကျွန်တော်ဘယ်လိုညှက်ထုတ်နိုင်မလဲနော်ဟိုကျွန်တော်နောက်ကဘာပြားပြီးစာအုပ်ကိုကြာကြော်ဝင်ရေးခဲ့ပါတယ် The World is Flat အဲ့ဒီကဘာပြားပြီးရေးတဲ့ American Science ဆရာ Thomas Friedman နဲ့ Michael Mendelson Thomas Friedman နဲ့ Michael Mendelson တို့ရေးတဲ့ That used to be us က
ကျွန်တော်တို့ကဒီလိုပဲဖြစ်လေဖြစ်တာရှိတယ်ဆိုတော့ကျွန်တော်တို့ကို US ကိုပြောလို့ရတော့နောက်ဆုံး US က U နဲ့ S နဲ့ capital letter ရေးထားတယ်သဘောကနှစ်ခွ that used to be US လည်းဖြစ်နိုင်တယ်နော် that used to be US or that used to be us အဲ့တော့သူကလေအမေရိကန်ကဒီ World is flat ဆိုတဲ့စာအုပ်ကြီးကိုရေးနိုင်တဲ့ပညာရှင်တွေပဲအဲ့ပညာရှင်နောက်ဆုံးရေးတဲ့ that used to be US တို့မို့ that used to be us စာအုပ်က2012ကရောင်းကောင်းဆုံးစာအုပ်ဖြစ်ပါတယ်အမေရိကန်ချွင်းချက်တွေအမှားတွေကိုအသေးစိတ်ထောက်ပြပါဘယ်လိုပြုပြင်ရမလဲအဖြေချပြအဲ့ဒီစာရေးဆရာနှစ်ယောက်နေတဲ့ရက်ွက်က escalator ပေါ့မြေအောက်ကိုဆင်းတဲ့နော်မြေအောက်ကယထာလမ်းကိုဆင်းတဲ့ underground ကိုဆင်းတဲ့အဲ့ဒါ escalator ဆက်လီကားဟာ3လကြာတဲ့အထိပြင်လို့မပြီးတဲ့အချိန်မှာဒီစာရေးဆရာနှစ်ယောက်ကပီကင်းကိုရောက်သွားတယ်ရောက်သွားပြီးတော့ငယ်စွန်နယ်ပြားကပြည်သိမ်းမြို့ပြင်ကသူကနေရာတနေရာမှတ်ထားတယ်အဲ့နေရာကထားပါတော့မြောက်ချောပင်နဲ့ဘာသာပြန်ဟိုအင်္ဂလိပ်လိုတော့မေ့သွားမြောက်ချောပင်ဒီမရှိตึกကြီးတယ်လူခုနှစ်ဖက်ရှစ်ဖက်စာလောက်ရှိအဲ့မြောက်ချောပင်နော်အဲ့ဒီအပင်ကြီးကိုသူက landmark နေနဲ့မှတ်ထားတယ်ဒီမြောက်ချောပင်တွေ့လိုက်ရင်တော့ငါတို့ဒီကနေတက်သွားရင်မြောက်ကိုသွားရင်ဘယ်စူပါမားကတ်ရမယ်တောင်ဘက်ကိုသွားရင်တော့ဒီလီမြန်ကွင်းရောက်မယ်လို့မှတ်ထားလူမျိုးတော့3ဘက်ကမှတ်ထားတာ3ဘက်ကမှတ်ထားတာနောက်အဲ့နေရာရောက်တော့ခုန92ထပ်ရှိတယ်92ထပ်ရှိတယ် sky scraper ဝူတီဝူမျိုးတက်ကြီးပဲတွေ့ရခုနအပင်မရှိတော့အဲ့တို့တန်းနှိုင်းပြတယ်သူတို့ရက်ွက်က escalator အမေရိကန်နိုင်ငံမှာ3လအထိပြင်လို့မပြီးတဲ့ကာလမှာဟိုဘက်က3ဘက်မှာ92ထပ်ရှိတဲ့တက်ကြီးပြီးသွားတာဟာလေရုပ်တွေပဲတော်လွန်းလို့လားဒါမို့အမေရိကန်တွေပဲညံ့လွန်းလို့လား that used to be us နောက်ဆုံးမြန်ဟောဒါတော့ဖြစ်လေဖြစ်တတ်ရှိတာပဲငါတို့အမေရိကန်တွေကိုဆိုပြီးတော့သူကပြန်ပြောတာဒါပေမဲ့ तू ကရေးတဲ့ပုံစံကတရုတ်ကိုအလုံးအထင်ကြီးပြီးတော့သူ့လူမျိုးအမေရိကန်တွေညံ့နေပြီမပြောဘူးဒါကြီးပြင်လိုက်ရင်ဒီတရုတ်ကဘာလွှမ်းမိုးဖို့ဆိုတာအိမ်မက်ပါပဲဖြစ်နိုင်မှာဘူးနော်သူရေရှည်မှာဖြစ်နိုင်ဘူးဆိုပြီးတော့အဲ့အကြောင်းပြန်ရေးပါတယ်အဲ့တော့ကျွန်တော်တို့ဖတ်တဲ့သူကအမျိုးဆုံးတရုတ်ကိုတိတ်ထင်ကြီးတဲ့သူအနေနဲ့လဲဒါအထင်ကြီးရလေးနေရော့သွားနေတယ်ထို့တူတရုတ်ဆိုတာအလကားပဲတို့အမြဲတမ်းပြောတယ်စက်တွေပဲဆိုဒီစက်ကတရုတ်ဆက်ပဲတရုတ်ဆက်ဆိုတာတရက်နဲ့စုပ်တာပဲနော်အဲ့ဒါမျိုးတွေကတရုတ်အချို့တွေမှာရှိတယ်သို့တော့တချို့နည်းပညာကြီးသိကောင်းတယ်အဲ့ဒါတွေကိုလည်းသူထောက်ပြပါတယ်တရုတ်ကကျွန်တော်တို့ရဲ့ယထာပို့ဆောင်ရေးစနစ်တွေမှာတားတယ်စင်ကာပူလေယာဉ်ခွင်းတွေကလည်းကျွန်တော်တို့ပိုကောင်းတယ်တရုတ်ကဆိုအခုမြန်နှုံးမြင့်စူပါကွန်ပျူတာတွေအောင်ရှိနေပြီကျွန်တော်တို့ကရောဆိုတော့အဲ့စကားနဲ့စပြီးတော့ပြောတဲ့သူကဘာတူလဲဘာလဲအိုဘားမားတမနာဖြစ်ချင်းအဲ့တရုတ်ကိုနဲ့ပတ်သက်လို့ဒီမှတ်ချက်ပေးပါတယ်စူပါမြန်နှုံးမြင့်ကွန်ပျူတာတွေရုပ်မှာတီထွင်ပြီးနေပြီအခုအမေရိကန်ပညာရှင်တွေအဲ့ဒါမတီထွင်နိုင်သေးဘူးနောက်ယထာပို့ဆောင်ရေးစနစ်ကတရုတ်အိမ်မှာတာသွားပြီဆိုအမေရိကန်သမ္မတအိုဘားမားပြောတဲ့မိန့်ခွန်းနဲ့စောက်ကိုစားဖွင့်